မင်္ဂလာပါရှင်လို့ပေါ့နော် guys ဒီနေ့မှာတော့ပြောချက်လေးရှိလို့ပေါ့နော်ဒီနေ့တော့အမီးကမအားပါဘူးရှင်30ရက်နေ့မှာဖြစ်ပြီးသုံးဖို့တင်နေတော့အကြောင်းရှိပါတယ်လုံးဝမအားပါဘူးကြောင်းဖွင့်တာလည်းပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီကြောင်းဖွင့်ခံနေတရက်နေ့ရက်အလိုမှာကျတော့အမေရဲ့မွေးနေ့လေးလည်းရှိတယ်ပြီးတော့ဓာန်ပေါက်အလူလည်းရှိပါတယ်ပြီးတော့ပစ္စည်းစာရေးကိရိယာပစ္စည်းတွေလည်းတွားဝယ်ဖို့ရှိတယ်လို့စားတောက်ပွဲလည်းရှိပါတယ်ပြီးတော့ဖျားသွားဖို့လည်းရှိတယ်လို့ဖုံးချောင်းသွားဖို့လည်းရှိပါတယ်အားကြောင့်မအားတာပေါ့နော်အခုတော့မှဓာန်ပေါက်အလူပေါ့နော်နောက်မှလူတွေအများကြီးပဲပေါ့နော်ဓာန်ပေါက်ချက်နေကြတာဓာန်ပေါက်ကအယောက်2000မဟုတ်ရောက်2000လောက်ဖြစ်တယ်အယောက်200လောက်လူမှာဆိုတော့အများကြီးပဲကွယ်တိတဲ့အတိုင်းပဲအားကြောင့်မအားပါဘူးရှင်အားကြောင့်ဒါနောက်ဆုံးဗီဒီယိုလေးလာတင်နိုင်မှာဖြစ်ပါတယ်ကဲတခါမှမခွန်အတီးတဲ့တောင်းတိုင်းကိုလည်းဆုံးဖြခုံပြပါမယ်ကျေးဇူးလိုက်ကြည့်ကြအောင်ကဲအဲ့ဒါကြည့်တော့မအားတဲ့အကြောင်းပြချက်ကအဲ့ဒါပဲပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါနားထောင်ပြီးတော့အခုတော့မှဓာန်ပေါက်ချက်အခုတော့မှဓာန်ပေါက်ပေါ့နော်စက်သားကျမကူကြော်ပေးထားတာကြော်ပြီးလို့မှမောလို့ဒီမှာခဏလာနာပြီးယူလေးကိုဗီဒီယိုလာတင်ပြရပါတော့ဒီလေးလေးတက်လာကျမတို့လေလုံးဝ fan မဖြစ်ရှင်ကြတဲ့ပုံစံပဲအမေနားလည်ပါတယ်တချို့လူရကြတော့ fan ဖြစ်ပေမဲ့တူတူက robust account မရှိဘူးကွာအဲ့လည်းပပန်မအဲ့လေးလာပြောတာပါနောက်ခါကျရင်လေဗီဒီယိုတစ်ပုတ်ကိုလေ3ရက်စစ်တိုက်တော့မတင်တော့ဘူးလားရှင်တို့ပြောကျမလေအေးမနေ့ဖြစ်ကြမအားပါဘူးရှင်အဲ့လေးလာပြောတာပါခုံပြမယ်လို့ပြောထားတာနော်မပခက်လားမသိဘူးနောက်မှစီးတော့ကဲဒါမဲ့ကျမစပီးတော့လောက်ထားမယ်နော်မြင်အောင်လို့ဒီရှင်တို့ကျမကိုကြည့်ရခက်တယ်လို့မပြောကြနဲ့နော်အဲကျမခုံပြတာအဆုံးထိခုံမှုတည်ရှိအောင်ဆိုမှာအေးပခက်စီမယ်ကဲ bye bye guys ဘကပါ